မနာလိုစိတ်ရှိနေပြီလားတကယ်တော့မနာလိုမှုဆိုတာလူဆိုးတွေစီမှာပဲရှိတာမဟုတ်ဘူးလူကောင်းတွေစီမှာလည်းရှိတယ်တခါလေသူများအဆင်ပြေနေတာကိုမြင်ဝမ်းသာတယ်လို့လည်းရင်ထဲမှာတခုခုဖြစ်သွားတတ်တယ်သူကားတဲ့ဝင်နိုင်တယ်သူအလုပ်ကောင်းတစ်ခုရသွားတယ်သူ့ဘဝအဆင်ပြေနေတာကိုမြင်ရတယ်အဲ့ဒီချိန်မှာဘာလို့ငါမဟုတ်တာလဲဆိုတဲ့အတွေးလေးတစ်ခုဝင်လာတတ်တယ်ဒါပေမဲ့တရားပြန်စဉ်းစားကြည့်ရင်မနာလိုမှုကတစ်ဖက်လူကိုဘာမှမထိခိုက်ဘူးကိုယ့်ရဲ့စိတ်ကိုပဲတဖြည်းဖြည်းစားသွားတာသူများရဲ့အောင်မြင်မှုကိုကြည့်နေရင်လည်းကိုယ့်ရဲ့ဘဝတိုးတက်မှုကိုမေ့သွားတတ်တယ်တကယ်တော့လူတိုင်းမှာကိုယ်မမြင်ရတဲ့ဒုက္ခတွေရှိတယ်ကိုကသူတို့ရဲ့အောင်မြင်မှုကိုပဲမြင်တာသူတို့ဖြစ်တန်ခဲ့ရတဲ့နာကျင်မှုကိုမမြင်ရတာတချို့လူတွေကဒီနေ့ပြောနေနိုင်မှုအတွက်မနေ့ကမျက်ရည်တွေအများကြီးကျခဲ့ဘူးလေဒါကြောင့်သူများကိုကြည့်ပြီးတော့မနာလိုမဖြစ်ပါနဲ့သူများရဲ့အခန်း10ခန်းကိုကိုယ့်ရဲ့အခန်း3ခန်းနဲ့မနိုင်ရှင်ပါနဲ့ဘဝဆိုတာပြန်ပွဲမဟုတ်လူတိုင်းမှာကိုယ်ပိုင်ချိန်ရရှိတယ်ဒီနေ့သူရောက်နေတာကိုမနာလိုဖြစ်မဲ့ဆာမနှက်ပြန်ကိုရောက်ချင်တဲ့နေရာအတွက်ကြိုးစားလိုက်ပါဘာလို့လဲဆိုတော့မနာလိုမှုကဘဝကိုမပြောင်းလဲဘူးဒါပေမဲ့ကြိုးစားမှုကတော့ဘဝကိုပြောင်းလဲစေတယ်